ဟယ်လိုအဲ့ကမထားသေးဘူးလားဘာလို့ဖုန်းခေါ်ချက်လို့ ਆ လဲအဲ့ဒီလိုပဲရှိသေးတယ်အဲ့ညီမအမရအဲ့ရထမနဲ့ခင်းနိုးတာမင်းတက်ဖို့ရင်ကြီးကရှိုးပြီးတော့မှရေမိုးချိုးအဝတ်လက်ဖက်နှက်စီပြင်ခီးငါတို့အချစ်တွန်းနဲ့ရင်သီးရတချို့ကို Facebook မှာဝင်ဖီးရမျိုးလုံးနေလဲစိတ်တက်ကြငါရဲ့ crush လေးနေမသိတာမဟုတ် crush ရခြင်း theory ပုံစာတွေကအရန်ကောင်းစားတယ်အချစ်တွေလေးချိန်များလို့ဒီကဘာကြီးတောင်ချမ်းဆောင်သွားတယ်နေမြန်လာပါမတ်1500တန်အောင်စီရက်ကွက်လမ်းကြောင်းကြားတယ်မင်းဘေးရတချို့ကောင်တွေငါတပ်ပလိုက်ချင်းနဲ့ခံကောင်းသားနဲ့အရင်ကသူ EH တွေကြောင်းပြောရင်သူ့ပတ်ချစ်တဲ့အသီးစိတ်တွေပြောက်ငါချစ်တွေမင်းနှလုံးသားတို့တွားရလမ်းမှာခီးစေးအသေးထောင်းနေဘော်ရာတွေကပြောတယ်အဆောကိုကြည့်ကြိတ်ကြွေလျောင်းနေဘာပဲပြောပြောသူ့ချစ်ရောက်ဖျားမှာပတိစိတ်နေကြောင်းရို့ကန်တရားကနောက်တစ်မျိုးရိုင်းနေဗျာသူ့မနာနဲ့ကျွန်တော်ရဲ့အချစ်ကိုလက်သိရှင်ပြီးထိုးခိုင်းခဲ့တာညနေမှစီရင်ပြီးအကဲဖြတ်တော့မယ်ကျိုးဝိုင်းထဲမှာသူ့ပတ်ချစ်တဲ့ကျွန်တော်ရဲ့အချစ်ကတိတ်တိတ်လေးခိုးဆိုင်နဲ့ထားငါနှလုံးသားဖျားချကိုခန္ဓာကိုယ်ကိုရက်ဆက်တယ်လို့ဖြစ်မင်းကြောင့်ကွင်းရဆေးလေးဘီယာနဲ့ရမှာပတ်သက်လို့ကင်းမင်းနဲ့တွေ့ပြီးတရက်နဲ့ရက်တို့တွင်းမှာတတ်ထပ်ဖို့ချစ်တာကြောင့်မို့ပြန်လာဖြတ်ရက်ကိုရှေ့ပြီးရက်ရစားမှာလက်ထပ်ဖို့တဲ့ဖုန်းဆက်ပြရစီလေးနဲ့စိုးစကားလေးတွေပြောချင်လို့မြညာနဲ့မင်းရဲ့လာတရားအောင်မှာကြည်ကြည်ကြာရှုံးခဲ့သူပါမပြေနိုင်ဘူးလို့ဝိုင်းပြောပေမဲ့ရိုးသားဆုံးငါဝေခံခြင်းပါလုံးသားကရောင်မထွက်တာလေးငါချစ်ကိုအကောင်ဘက်မှာတွေ့တို့နေရောက်ရဲ့အနာဂတ်ဟာအပေါင်းလက္ခဏာလေးမြေကြီးကမိုးကောင်းငင်ကိုလက်ဆွဲပြီးတော့နှုတ်ဆက်တယ်လို့မျိုးမဖြစ်နိုင်မှသိပေမဲ့ဘတော်မှမလုပ်ဘူးမင်းပေါ်ငါအချစ်နှုတ်ထွက်တယ်လို့ချို့ကျွန်တော်ပြောသမျှလုံးဆက်ဖို့လို့ထင်တဲ့ကောင်လေးရဲ့ဂုံးဆက်ကိုချို့တက်ပြီးတော့သူတို့ခံတာစိတ်ပိုင်းတွေကိုတရုတ်ဘက်ကိုပို့ဒါငါရဲ့ latest streak ကပါမှာစိတ်တက်ရေးရညနေမောင်ချိတ်ဆက်ပေးမှာချစ်တီမဲ့အိမ်မက်လေးပါအချစ်တွန်းနဲ့နေစဉ်မြဲညနေချိုသွေးပြီးအပူကတ်တာဘော်ရာပေါင်းသည့်ရောင်ရင်းတွေနဲ့ဒီကပါကလူနဲ့ပြတ်မှာရှို့မင်းမကြိုက်တဲ့စေးလေးနဲ့ငါလမ်းခွဲစာချုပ်ပြီးကြောင်းမှာဆိုလဲလိမ့်လိမ့်မတန်းနဲ့စာလုံးနတ်သမီးရှုံးနဲ့လှနဲ့မင်းကိုဒီကောင်မမှန်ရဲတာမဟုတ်မင်းနဲ့တနာရီဝေးရင်တောင်ဖုန်းလုံးမှာလွမ်းတဲ့ကြပြထုတ်ကြောင်းတစ်ချိန်မှာနှလုံးသားတစ်ခုကနီးသွားမှာပါခုချိန်မှာငါတို့နှစ်ယောက်ကြာတငယ်ချင်းဆိုတဲ့စီးချားကထားနေ့တရက်24နာရီတစ်စက္ကန့်ငါ့ကိုတတိယပါမလားဒီရှင်းရဲ့အဓိကရာကမင်းတို့ကရည်စားစာလွာငါနှလုံးသားဖျားချားကိုခန္ဓာကိုယ်ကိုရက်ဆက်တယ်လို့ဖြစ်မင်းကြောင့်ကွင်းရဆေးလေးဘီယာနဲ့ရမှာပတ်သက်လို့ကင်းမင်းနဲ့တွေ့ပြီးတရက်နဲ့ရက်တို့တွင်းမှာတတ်ထပ်ဖို့ချစ်တာကြောင့်မို့ပြဿနာဖြတ်ရက်ကိုရှင်းပြီးရက်ရစားမှာလက်ဆက်ဖို့နေဒီရလို့ဖုန်းဆက်ပြရစီလေးနဲ့စိုးစကားလေးတွေပြောချင်လို့မြညာနဲ့မင်းရဲ့လာတရားအောင်မှာကြည်ကြည်ကြာရှုံးခဲ့သူပါမပြေနိုင်ဘူးလို့ဝိုင်းပြောပေမဲ့ရိုးသားဆုံးငါဝေခံခြင်းပါလုံးသားကရောင်မထွက်တာလေးငါချစ်ကိုအကောင်ဘက်မှာတွေ့တို့နေရောက်ရဲ့အနာဂတ်ဟာအပေါင်းလက္ခဏာလေး